ဒီတစ်ခါ Gemini နေအတွက် July things ပေါ့နော် Gemini နေအတွက်ကြည့်မယ် Gemini လေးတွေအတွက်ဘာပြောချင်လဲဆိုရင် Four of Swords, Nine of Cups, Five of Cups ဒီ Gemini လေးတွေအတွက်ဆိုလို့ရှိရင် Gemini တွေအတွက်ဒီ July မှာပေါ့နော်ဘာပြောချင်နေလဲဆိုလို့ရှိရင်တချို့အရာတွေဘာမှမလုပ်ဘဲနဲ့အေးအေးဆေးဆေးလေးပဲ rest လုံးနားပါအနားယူလို့ပဲပြောနေပေါ့နော်အေးအေးဆေးတက်တောင့်တာလေးနားဘာဆိုဘာမှမလုပ်ဘဲနဲ့ဒီတိုင်းလေးပဲခဏရှထားလိုက်ဆိုတဲ့ဟာပါခေါင်းထဲဝင်လာတယ်ပေါ့ပြီးရင်ကို့အတွက်ဆိုတဲ့အရာတွေကအစင်သင့်ဒီမှာစောင့်ကြိုးနေရဆိုတာအထက်ပေါ့နော်အဆက်ဆက်ရပြေးစုံပြီးသား Gemini လေးတွေအတွက်အဆက်ဆက်ရပြေးစုံပြီးသားပြီးရင်တချို့တွေအတွက်ဆိုလို့ရှိရင်ဟိုဘယ်လိုပြောမလဲကိုယ့်ကိုအေးဆေးနေတယ်ကိုယ်လာကြိုက်နေလူအများကြီးပဲဆိုတဲ့ခံစားချက်လည်းတရားနေရတယ်ကိုကအမလီအေးဆေးလေးနာနော်တက်တောင့်တက်တာလေးတခုပဲပေါ့နော်ဒီမှာဆို Aries တွေနဲ့energy တစ်ချက်တူတာကြောင့်အတိတ်မှာပြီးခဲ့တဲ့အရာတွေကိုထားခဲ့လိုက်တော့ဝမ်းနေနေတဲ့နေရာနေပြီးကြောင်ပိတ်မထားနေတော့ပေါ့နော်အဆင်ပြေစရာလေးတွေကကိုယ့်နောက်မှာရှိနေတဲ့အဲ့တော့ဝမ်းနေစရာတွေကို leave behind ထားပြီးဒီဘက်လေးကိုမျက်နှာမူလိုက်တာနဲ့အချစ်ရေးမှာအခုထပ်ပိုအဆင်ပြေမယ်ဆိုတာလေးကို Gemini တွေကိုတွေ့နေရပါတယ်